မင်းဆိုင်တော့မလား ဟာတကယ်ချင်းကျော်စီမတွေ့တာကြာပြီကွာ မင်းကြောက်ကဒါကိုလေးဦးမကြီးလက်ချက်မလားမင်းငါတတိပေးခဲ့တာပဲတကယ်ချင်းဟာ အေးကွာတကယ်ချင်းလူဆိုတော့ကိုကောင်းမဲ့ထင်တဲ့လမ်းကိုရှောက်ခဲ့ကြတာပဲမလားဒီလိုဖြစ်လာတော့လေငါခင်မဲပေါ့ကွာ အေးကွာတကယ်ချင်းငါမင်းတို့တကယ်စိတ်မကောင်းဟောဒါနဲ့မင်းညီမလေးရမင်းကြောင့်မင်းကြားပြီလား ဟမ်ငါညမလေးယမင်း အေးကွာမင်းညီမလေးရမင်းလေးရမင်းအိမ်အောင်ကြသွားပြီကွာဒီမျိုးမှာအချမ်းသာဆုံးလူနဲ့ဆိုပဲမင်္ဂလာပွဲတော်အရင်ဘက်ကမှလှုပ်သွားဟိုလေးတကြောပဲတကယ်ချင်းဟာမင်းညီမလေးကိုမင်းသွားမတွေ့ဘူးလားကွာ ဘလို့တော့မေးလိုက်တော့လေတကယ်ချင်းဟာငါညမလေးပဲငါတိတ်တွေ့ချင်တော့ကွာ အေးကွာမင်းတွေ့ချင်တယ်ဆိုရင်တော့ငါလမ်းညွှန်လေးပေးလိုက်ပါမယ်မင်းအခုတော့ငါနဲ့လိုက်ခဲ့အောင်တနေရာသွားကြအောင် ကောင်းပြီလေတကယ်ချင်း အချစ်ရဆုံးသောညီမလေးကိုမတွေ့ရတာကြာပြီဖြစ်တဲ့ဆိုင်းတော်တယောက်ညီမလေးရဲ့တရင်ကြားတဲ့အခါမှာပျော်ရွှင်ကြည်နူးသွားတဲ့အကိုဖြစ်သူဆိုင်းတော်ရဲ့ခံစားချက်အကိုဖြစ်သူဆိုင်းတော်ဟာညီမလေးဖြစ်သူအိမ်အောင်ပြူတာတော့မခေါ်ရကောင်းလားဆိုပြီးအဖြစ်မမြင်သူ့လိုဘွားမျိုးမရောက်ပဲညီမလေးဘွားကောင်းမွန်သွားတာကိုကြားတဲ့အခါမှာတော့အပြည့်မြင်ရမယ့်အစားကျဉ်တန်းမိသွားတဲ့အကိုတယောက်ရဲ့နားလေပေးဆက်နိုင်တဲ့ချစ်ချင်းမြတ်တာကိုတွေ့မြင်စေပါတယ်ဆိုင်းတော်တယောက်ညီမလေးရှိရာသို့သွားတဲ့ချိန်မှာညီမလေးကအကိုဖြစ်သူကိုဘလို့များတုတ်ပြန်လိမ့်မလဲဆိုင်းတော်တယောက်ညီမလေးရဲ့နှွေးထွေးစွာဆက်ဆံမှုကိုရရှိလိမ့်မလားအကိုဖြစ်သူဘွားနဲ့ညီမလေးဖြစ်သူဘွားဟာဘလောက်တောင်ကွာခြားနေလိမ့်မလဲညီမလေးဖြစ်သူအတွက်သူ့ဘွားနဲ့လဲထက်လှုပ်ခဲ့ပြီမယ်သူထင်တယ်လို့ဖြစ်လာပါမလားညီမလေးဖြစ်သူအစဉ်ပြေလို့ပျော်ရွှင်ရပေမဲ့သူပျော်ရွှင်မှုကိုစတေးရဲရတာတန်ခဲ့ရလားအကိုဖြစ်သူကိုရောမှတ်မိရလားဆိုတာကိုသိရဖို့အတွက်ဇလန်းလေးကိုဆက်လက်ပြီးရှုစားကြည့်ကြရအောင်ခင်ဗျာ